ဒါဟာထူးခြားထင်ရှားတဲ့အချက်လုံးဝမရှိဘဲရိုးရိုးရှင်းရှင်းမျက်နှာမျိုးရှိတဲ့ချီဟိုချီဟော်ဆိုတဲ့အမျိုးသားတဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။နေ့စဉ်သူ့ရဲ့နေ့စဉ်မှတ်တမ်းဟာပုံသေးကားကြပါပဲ။သူမနဲ့နိုးတယ်အတင်စားဘူးခွန်အစားအစာတွေဝယ်တယ်ပြီးတော့အလုပ်ကိုတန်းသွားပါတယ်။ချီဟိုဟာမုံလုပ်ငန်းမန်နေဂျာတယောက်အဖြစ်အလုပ်လုပ်တာပါ။သူ့အလုပ်ကတော့ထုတ်ကုန်အသစ်တစ်ခုအတွက်အကောင်းဆုံးလက်ရာဖော်မြူလာကိုမတွေ့မချင်းဟင်းခတ်အမွှေးကြိုင်တွေကိုတစ်ခါပြီးတစ်ခါစမ်းသက်ဟပ်ရတာဖြစ်ပါတယ်။သူဟာအလုပ်အပေါ်ဘလောက်တောင်စိတ်ညစ်ထားလဲဆိုရင်နေ့လယ်စာစားချိန်တွေမှာတောင်ထမင်းစားမဲ့အစားအလုပ်ဆက်လုပ်ဖို့ကိုပဲရွေးချယ်တတ်ပါတယ်။သူ့ဘဝဟာတင်းကျပ်တဲ့အချိန်စရာတွေနဲ့လဲပတ်နေတာပါမနဲ့နိုးချိန်ရေချိုးချိန်အလုပ်လုပ်ချိန်နဲ့ TV ကြည့်ချိန်တွေအထိတိကျတဲ့အချိန်တွေသတ်မှတ်ထားပါတယ်။ဒီနေ့မှာတော့ချီဟိုဟာအရေးကြီးတဲ့ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာပါဝင်ဖို့ဖိတ်ကြားခြင်းခံရပါတယ်။ဆွေးနွေးမယ့်အကြောင်းအရာကတော့မုံပဲတရေစာတွေနဲ့လူသားတို့ရဲ့ကျန်းမာရေးအပေါ်တက်ရောက်မှုအကြောင်းဖြစ်ပါတယ်။ဒါပေမဲ့ရိုက်ကူးရေးမစတင်မီမိနစ်ပိုင်းလိုမှာပဲဒရိုက်တာကသူ့ထံအကြောင်းအရာတစ်ခုနဲ့ချင်းကပ်လာပါတယ်။အစီအစဉ်ဟာအခုအခါမှာချီဟိုပြင်ဆင်ထားတာနဲ့လုံးဝကွဲပြားတဲ့ကြော်ညာဆန်ရှုထောင့်တစ်ခုကိုလိုအပ်နေတာဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ချီဟိုရဲ့ကုမ္ပဏီကလူတိုင်းဟာအရေးကြီးစည်းဝေးတစ်ခုစီခေါ်ယူခြင်းခံရပါတယ်။သူရုပ်မြင်သံကြားမှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကကြီးမားတဲ့ပြဿနာတွေကိုဖြစ်စေခဲ့လို့ပါမစီအချို့မဟုတ်ပါဝင်တဲ့မုံတွေဟာကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့သူ့ရဲ့ပြောကြားချက်ဟာကုမ္ပဏီရဲ့မူဝါဒနဲ့တိုက်ရိုက်ဆန့်ကျင်နေပြီးစီးပွားရေးကိုထိခိုက်စေခဲ့ပါတယ်။အစည်းအဝေးအတွင်းမှာဝန်ထမ်းအများစုကချီဟိုကိုအလုပ်ထုတ်ပစ်ဖို့အကြံပြုကြပါတယ်။ဒါပေမဲ့ကုမ္ပဏီညွှန်ကြားရေးမှူးကတော့အမြင်ချင်းမတူပါဘူး။သူကချီဟိုရဲ့စွမ်းဆောင်ရည်တွေကြောင့်ကုမ္ပဏီအောင်မြင်ခဲ့တာကိုအတိအမှတ်ပြုပြီးအဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့သူ့ကိုအဆုံးရှုံးမခံလိုပါဘူး။ဒီဖြစ်ရပ်ပြီးနောက်ချီဟိုကိုအိမ်မှာအနားယူဖို့ခွင့်ရပေးလိုက်ပါတယ်။သူ့ရဲ့စနစ်တကျရှိပြီးစီကံကြီးတဲ့ဘဝရဲ့နောက်ွယ်မှာကြီးမားတဲ့ဝင်ထုတ်ဝင်ပိုးတစ်ခုရှိနေပါတယ်။သူ့ရဲ့အကိုကြီးစီယိုကိုဆက်ရခုံဟာထောင်ကလွတ်လာတာမကြသေးပဲအရက်တွေကိုအလွန်ကြုံဆက်တောက်နေပြီးချီဟိုစီကနေပတ်စံအမြဲတမ်းတောင်းနေတာပါရိုးအနှုတ်ဖက်ပြီးစိတ်ပြောတဲ့ချီဟိုဟာအဲ့ဒီပတ်စံတွေကိုလောင်းကစားဖို့အတွက်ပဲသုံးမယ်ဆိုတာသိနေပေမဲ့လည်းငွေအမြောက်များကိုထုတ်ပေးခဲ့ပါတယ်။ဒါဟာသူလက်ရှိဖြတ်တန်းနေရတဲ့ဘဝဖြစ်ပြီးဒါဟာချုံမြင်တဲ့ပြားရည်တစ်ဆက် honey sweet ပါပဲ။ဇလန်းကဘန်တစ်ခုမှာအလုပ်ရှောက်နေတဲ့တကူရီမိခင်အယောင်စီကိုပြောင်းလဲသွားပါတယ်။အဲ့ဒီဘန်မှာပဲသူမဆက်ရသေးတဲ့ချင်းငွေတွေရှိနေသေးတာကြောင့်သူမရဲ့အလုပ်ရှောက်လွှာဟာချက်ချင်းညင်းပယ်ခြင်းခံရပါတယ်။လက်မလျှော့ခြင်းတဲ့အယောင်ဟာအိမ်ရှင်မတွေကိုရှောက်ထားခွင့်ပြုထားတဲ့ဝန်ထမ်းခေါ်ယူရေးသတ်မှတ်ချက်ထဲကဟာကွက်တစ်ခုကိုရှာတွေ့သွားပါတယ်။သူမရဲ့ဇွဲလုံးလာကြောင့်နောက်တနေ့မနက်မှာပဲအလုပ်ခန့်အပ်ခြင်းခံရပါတယ်။အင်အားသစ်တွေနဲ့အတူအီယောင်ဟာအကျွေးကောက်ခံသူတယောက်အဖြစ်စတင်အလုပ်လုပ်ပါတော့တယ်။စော်ကားမော်ကားပြောဆိုမှုတွေနဲ့ရိုင်းဆိုင်တဲ့စကားလုံးတွေကိုရင်ဆိုင်ရပေမဲ့လည်းသူမဟာအလုပ်ပြန်ရလို့ကျေးဇူးတင်နေတာကြောင့်အမြဲတမ်းရွှင်လန်းရှိနေပါတယ်။တကယ်တော့သူမရဲ့ဘဝဟာအရန်ကိုအထီးကျန်ပါတယ်။သူမဟာအရွယ်ရောက်ပြီးစသမီးဖြစ်သူချင်းကူရင်းလူတယောက်တည်းနဲ့ပဲနေထိုင်တဲ့အိမ်တော်မရှိတဲ့တကူရီမိခင်ဖြစ်ပါတယ်။ကလေးတယောက်ကိုတကူတော်ပြုစုပြောထောင်ရတာဟာအလွန်ခက်ခဲတာကြောင့်တကယ်ရေးကြီးတဲ့အရာတွေမှာတောင်ပတ်စံကိုချွေတာစစ်ထုတ်ပြီးသုံးဆွဲခဲ့ရပါတယ်။ချီဟိုခွင့်ယူထားစဉ်အတော်အတွင်းမှာသူ့ရဲ့အထက်လူကြီးကအိမ်မှာနာရင်သုံးဖို့ဆိုပြီးတစ်တာတစ်လုံးပေးလိုက်ပါတယ်။ရိုးအနာတဲ့ချီဟိုဟာအထဲမှာဘာရှိလဲဆိုတာမစစ်ဆေးပဲအဲ့ဒီကုမ္ပဏီဆေးဘက်ဝင်ပင်တွေပါတဲ့တစ်တာကိုသူ့အကိုစီကမ်းပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီတစ်တာထဲမှာငွေသားတွေပြည့်ရှိနေခဲ့တာပါ။စီယာကိုဆက်ရကောက်ဟာအဲ့ဒီပတ်စံတွေကိုချက်ချင်းပဲရေးစားနဲ့ပါတီပွဲတွေနှွဲလောင်းကစားတွေပြန်လုပ်ပြီးအဖြန်းသုံးပစ်လိုက်ပါတော့တယ်။အဲ့ဒီနေ့မှာပဲအီယောင်ဟာလာပေါင်းများစွာအကျွေးမဆက်ပဲနေတဲ့စီယာကိုစီကနေအကျွေးသွားကောက်ဖို့တာဝန်ပေးအပ်ခြင်းခံရပါတယ်။စီယာကိုကပေါ့ပေါ့ပပပဲသဘောထားပြီးတာဝန်ကိုလွှဲချကာသူ့အစားချီဟိုကိုပေးဆက်ခိုင်းလိုက်ပါတယ်။အမြဲတမ်းကျင်နာတက်ပြီးရိုးတဲ့ချီဟိုဟာဘန်ကိုတန်းသွားပြီးသူ့အလှည့်ကိုစောင့်နေပါတယ်။စောင့်နေတော့မှဘေးနားကအမျိုးသားတယောက်ကဒေါသတကြီးနဲ့ဆဲဆိုခြင်းမောင်းပါတော့တယ်။အနီးနားမှာကလေးငယ်တယောက်ထိုင်နေတာကိုသတိပြုမိတဲ့ချီဟိုဟာမဟုတ်ကဟုတ်ကဟာတာတွေပြောရင်းကလေးရဲ့နားကိုညင်သာသာလေးပိတ်ပေးလိုက်ပါတယ်။ဒီလိုအားနာစရာကောင်းပေမဲ့ချုံငိန်နဲ့အခိုက်အတန့်လေးကအီယောင်ရဲ့အာယုံကိုဖန်ဆားသွားပါတယ်။ချီဟိုရဲ့အလှည့်ရောက်လာတဲ့အခါအီယောင်ဟာအံ့ဩသွားပါတယ်။ချီဟိုကဘာမှတွေးဝေမနေပဲသူ့အကိုရဲ့ကြွေးအားလုံးကိုချက်ချင်းဆက်ပေးလိုက်လို့ပါ။သိကျင်စိတ်ပြင်းပြလာတဲ့အီယောင်ဟာသူ့ရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်တဲ့အခါအသက်45နှစ်ရှိပြီဖြစ်တဲ့ဒီမျိုးသားဟာအခုထိလူပြိုကြီးဖြစ်နေတုံးဆိုတာသိရလို့အံ့အားသင့်သွားပါတယ်။သူမကသူ့ကိုစနောက်ကြည့်ဆဲဖို့စူးစမ်းပေမဲ့ချီဟိုကတော့ဒါကိုသဘောပေါက်ဖို့အလွန်ရိုးအလွန်းနေပါတယ်။အဲ့ဒီအစားသူဟာလူတန်းရှည်ကြီးစောင့်ခဲ့ရတာကြောင့်ကားပါကင်ကပြန်အမ်းဖို့ပဲတောင်းဆိုနေပါတယ်။ချီဟိုထွက်ခွာခါနီးမှာအီယောင်ကကားပါကင်တိုကင်ပြပေးဖို့အတွက်သူ့ကိုလှမ်းခေါ်ပါတယ်။သူမဟာလှေကားပေါ်မှာမတော်တဆချော်လဲသွားပြီးချီဟိုကတော့ခိတ္တမြကြောင်အန်းနဲ့စိုက်ကြည့်နေမိပါတယ်ပြီးမှဘာဖြစ်သွားလဲဆိုတာသဘောပေါက်ပြီးသူမကိုဆေးရုံစီအမြန်ချီပိုးခေါ်ဆောင်သွားပါတော့တယ်လမ်းခရီးမှာတော့ချီဟိုဟာရုတ်တရက်အားရင်ကြီးနဲ့ဖြစ်ပြီးလဲကျသွားပါတယ်လူနာတင်ကားကသူတို့နှစ်ယောက်လုံးကိုအရေးပေါ်ခန်းစီအပြေးလွှားခေါ်ဆောင်သွားခဲ့ရပါတယ်ဆေးရုံမှာတော့အီယောင်ဟာဒဏ်ရာအနည်းငယ်ပဲရခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့ချီဟိုကတော့အခြေအနေသိပ်မကောင်းပါဘူးသူဟာအချုံမှုန့်ပါတဲ့မုံတွေအာလူးကြော်တွေနဲ့အတင်စားအမိုက်အစား junk food တွေကိုပဲနှစ်ရှည်လများအားကိုးစားတောက်ခဲ့တာကြောင့်အာဟာရချို့တဲ့မှုဝေဒနာကိုခံစားနေရတယ်လို့ဆရာဝန်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။သူ့ကိုတနာသွားတဲ့အီယောင်ကချီဟိုကိုကင်ပအတူတူစားဖို့ဖိတ်ခေါ်ပါတယ်။သူကဖော်ရွေတဲ့ယူပဗေဒတီအိုရီတွေကိုထက်ထက်မြက်မြက်နားလည်နေတာကိုသူမအထင်ကြီးသွားပေမဲ့စကားဝိုင်းကကိုရေးကိုရာအကြောင်းပတ်လှည့်သွားတဲ့အခါတိုင်းသူဟာစကားအထက်အငေါငေါဖြစ်သွားတတ်ပါတယ်။
အလုံးလက်မဲ့ဖြစ်ပြီးလောင်းကစားဆွဲနေတဲ့အကိုဖြစ်သူရဲ့အကျွေးအားလုံးကိုချီဟိုကဘာကြောင့်လိုလိုလားလားဆက်ပေးနေရတာလဲဆိုတာအီအောင်နားမလည်နိုင်ပါဘူးဒါပေမဲ့ချီဟိုအတွက်တော့စီယာကိုဟာကဘာပေါ်မှာအကျဉ်းသားဆုံးလူသားဖြစ်ပါတယ်ငငယ်တုန်းကစီယာကိုဟာသူ့ကိုအနိုင်ကျင့်တဲ့ကလေးတွေရန်ကနေအမြဲတမ်းကာကွယ်ပေးခဲ့တာပါဒါကြောင့်သူ့အကိုကိုထောက်ပံ့ရတာဟာမှန်ကန်တဲ့အရာလို့ချီဟိုယုံကြည်နေပါတယ်အခုတော့မထင်မှတ်ထားတဲ့အခိုက်အတန့်မှာပဲချီဟိုဟာထမင်းစားနေရင်အတန်အကျယ်ကြီးနဲ့လေလည်မိသွားပါတယ်ခန္ဓာကိုယ်ထဲကမကောင်းတဲ့အတွေးအကြံတွေကိုဖယ်ထုတ်ပစ်ဖို့လေလေတာကကူညီပေးတယ်လို့သူကစိတ်ရင်းမှန်နဲ့ယုံကြည်နေတာပါရန်နေငယ်အကြာမှာချီဟိုဟာသူ့ရဲ့ကျန်းမာရေးစစ်ဆေးမှုရလဒ်တွေကိုတွားယူပါတယ်အကယ်၍အသင့်စားမှုတွေကိုဆက်စားနေမယ်ဆိုရင်အသက်တိုနိုင်တယ်လို့ဆရာဝန်ကသတိပေးလိုက်ပါတယ်ဒီသတိပေးချက်ဟာမုံတုတေတီတယောက်ဖြစ်တဲ့သူ့ရဲ့အလုံးနဲ့ပြင်းပြင်းထန်ထန်ပြိပခဖြစ်စေတာကြောင့်သူစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ပါတယ်အိမ်ပြန်လန်းမှာချီဟိုဟာသူ့ရဲ့ကျန်းမာရေးကျဆင်းလာမှုအကြောင်းဆီယာကိုစီဖုန်းဆက်ပြောပါတယ်သူ့အကူကတော့ပေါ့ပေါ့ပပပဲနှစ်သိမ့်ပြီးအလုပ်ကနေမထွက်ဖို့တိုက်တွန်းပါတယ်ချီဟိုအစားအစာဝယ်ဖို့ရက်လိုက်တဲ့အခါဆေးရုံစရိတ်အတွက်အီအောင်ကသူ့စီကပတ်စံချေးသွားခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်လုံးဝကိုပွင့်လင်းဖြောင့်မတ်လွန်းတာကြောင့်သူဟာပတ်စံပြန်ဆက်ဖို့သူမစီချက်ချင်းဖုန်းဆက်ပါတော့တယ်အီအောင်ကရေမောလိုက်ပြီးအလုပ်စင်းချိန်မှာလာကြုံမယ်ဆိုရင်လူကိုယ်တိုင်ပြန်ဆက်မယ်လို့ကတိပေးပါတယ်တခါပြန်ပြီးအီအောင်ဟာငွေသားယူလာဖို့မေ့သွားခဲ့တာကြောင့်အဲ့ဒီအစားသူ့ကိုဟင်းချက်ကျွေးဖို့အကြံပြုပါတယ်။သူမရဲ့အိမ်ကိုရောက်တဲ့အခါချီဟိုဟာအထဲဝင်ဖို့ဝေဝေဝါးဝါးနဲ့အားနာနေမိပါတယ်။အီအောင်ကရင်မောပြီးသူတို့နှစ်ယောက်လုံးဟာအသက်40ကျော်စင်ငယ်တွေဖြစ်တာကြောင့်အတူတူထမင်းစားရတာဘာမှမထူးဆန်းပါဘူးလို့သတိပေးလိုက်ပါတယ်။အီအောင်ကကျွမ်းကျင်စွာချက်ပြုတ်ပေးပြီးချီဟိုအစားအစာကိုမြည်ဆန်းကြည့်တဲ့အခါသူတုံလို့အံ့ဩသွားပါတယ်။ဒါဟာသူ့ဘဝမှာစနစ်တကျချက်ပြုတ်ထားတဲ့အိမ်တွင်းဖြစ်ဟင်းလျာကိုပထမဆုံးအကြိမ်ကြုံဘူးတာဖြစ်ပါတယ်။သူ့ကိုတနာမိတာကြောင့်အီအောင်ကနေတိုင်းအတူတူစားကြရအောင်လို့ကမ်းလှမ်းပါတယ်။ချီဟိုကဝမ်းသာအားရသဘောတူပြီးအပြန်အလှန်အနေနဲ့သူမကိုကားမောင်းတင်ပေးမယ်လို့ကမ်းလှမ်းပါတယ်။ညစာစားပြီးနောက်ချီဟိုဟာကျေးဇူးတင်တဲ့အနေနဲ့ပတ်စံအချို့ကိုရှက်ကိုရှက်ကန်းနဲ့ကမ်းပေးပါတယ်။အီအောင်ကရင်မောပြီးသူ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောပါတယ်။သူ့ရဲ့အသက်45နှစ်တာသက်တမ်းမှာပထမဆုံးအကြိမ်ဖြစ်ချီဟိုဟာဘယ်တော့မှမခံစားဘူးတဲ့ရင်ခုန်တံမျိုးကိုခံစားလိုက်ရပါတယ်။မကြခင်မှာပဲဂျင်ကူဟာကောလိပ်ကနေအိမ်ပြန်ရောက်လာပြီးအိမ်မှာအစားအစာတွေအများကြီးတွေ့လို့အံ့ဩသွားပါတယ်။သူမရဲ့မိခင်ဖြစ်သူမှာအမျိုးသားဧည့်သည်တွေရှိတာကိုသူမမနှစ်သက်ပါဘူး။အတိတ်ကအတွေ့အကြုံတွေအရမိခင်ရဲ့ဆက်ဆံရေးတွေဟာအမြဲတမ်းလမ်းခွဲမှုနဲ့ပဲအဆုံးသတ်ခဲ့လို့ပါ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အီအောင်ကဒီမျိုးသားဟာအရင်လူတွေနဲ့ကွာခြားနိုင်တယ်လို့ခံစားနေရပါတယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှချီဟိုဟာအီအောင်နဲ့ပြန်လဲဆုံတွေ့ပြီးသူမကိုကားမောင်းတင်ပေးပါတော့တယ်သူတို့မိဖို့ချောင်းသုံးပစ္စည်းတွေအတူဝယ်ကြတယ်ရုပ်ရှင်အတူကြည့်ကြတယ်ပြီးတော့စနောက်ကြည့်စဲရင်အချိန်တွေကိုကုန်လွန်စေပါတယ်ချီဟိုရဲ့ဘဝဟာဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်သူဟာရေခဲတစ်တာတွေကအတင်စားဘူးခွန်အစားအစာအလုံးကိုရှင်းလင်းပစ်ပြီးတကယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့အစားထိုးလိုက်ပါတယ်အချို့အချိန်တွေမှာအီအောင်ဟာသူ့နားမှာအရန်ကပ်ပြီးထိုင်တက်တာကြောင့်ချီဟိုဟာအခုထိအသားမကျသေးပါဘူးညနေခင်းတွေမှာတော့သူတို့ဟာညနေတဲ့အထိတခါတလေမနက်မိုးလင်းတဲ့အထိဖုန်းတွေစက်တိုက်ပြောဖြစ်ကြပါတယ်နောက်ဆုံးမှာတော့ချီဟိုရဲ့ခွင့်ရက်တွေကုံဆုံးသွားပြီးအလုပ်ပြန်ဝင်ပါတယ်။သူ့ရဲ့ရှင်လန်းတက်ကြွနေတဲ့စိတ်ချနေကိုလုပ်ပေါ်ကိုင်ဘက်တွေကတိတာစွာမြင်တွေ့ရပြီးသူချစ်သူရနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားကြပါတယ်။သူတို့တွေကတယောက်ကအကယ်၍ရုပ်မချုံးနိုင်ရင်တော့အနည်းဆုံးတော့ဟာတညံရှိတဲ့နေလို့စနောက်ပါတယ်။နောက်တစ်ချိန်အစည်းအဝေးမှာချီဟိုဟာအဲ့ဒီအကြံဉာဏ်ကိုတကယ်ပဲလက်တွေ့အကောင့်ထဲပေါ်ပြီးပဟေလိအမေးဖြေပွဲလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူကိုယ်တိုင်တောင်သိနားမလဲတဲ့လူကြီးကိစ္စအကြောင်းအရာတွေကိုပါထုတ်ပြောလာပါတော့တယ်စနေနေ့ရောက်တဲ့အခါအီအောင်ကတနင်္ဂနွေနေ့မှာအားနေတယ်ဆိုတဲ့အကြောင်းချီဟိုစီကနေချင်းတွေ့ဖို့ကမ်းလှမ်းချက်ကိုမျှော်လင့်ရင်အရေးမြပြောပါတယ်။ဒါကိုလုံးဝသတိမထားမိတဲ့ချီဟိုကတော့တခြားအကြောင်းအရာတွေကိုပဲရှောက်ပြောနေပါတယ်။နောက်ဆုံးတော့အီအောင်ကပဲသူ့ကိုအရင်ဖိတ်ခေါ်လိုက်ရပါတော့တယ်။တနင်္ဂနွေနေ့မှာသူတို့ကမ်းခြေကိုသွားကြပြီးလူငယ်တွေလိုပဲချင်းတွေ့မှုကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကြပါတယ်။အီအောင်ကပဲသူ့လက်ကိုအရင်လမ်းကင်ခဲ့တာဖြစ်ပေမဲ့ပေါ့သူတို့အတူတူစားကြတဲ့အခါမှာလဲချီဟိုဟာပင်လယ်စာဒါမှမဟုတ်တခြားအရာတွေထက်သူ့ရဲ့အကြိုက်ဆုံးကြက်ကြော်ကိုပဲမှာယူစားတော့ပါတယ်။ချင်းတွေ့မှုအဆုံးသတ်မှာတော့သူတို့ဟာကမ်းခြေနီးကကားမောင်းဝင်ကြည့်ရတဲ့ driving ရုပ်ရှင်ရုံစီဦးတည်သွားကြပါတယ်လမ်းမှာချီဟိုကလမ်းဘေးကဈေးပေါ်တဲ့မိုးတယ်တစ်ခုအကြောင်းပေါ့ပေါ့ပပမှတ်ချက်ချလိုက်ပါတယ်ဒါကသူ့အပေါ်အရန်စိတ်ဝင်စားနေတဲ့အီအောင်ကိုစိတ်ကူးရင်ဆန်သွားစေပြီးစိတ်လိုက်မှန်ပါနဲ့သူ့ကိုနမ်းလိုက်ပါတော့တယ်သူမပိုပြီးနီးကပ်လာတဲ့အခါချီဟိုဟာအလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီးကားရဲကနေရုတ်တရက်ခုန်ထွက်သွားပါတယ်အခြေအနေကအရှက်ရစရာဖြစ်သွားရတာကတော့သူ့ရဲ့ဘောင်းမီဟာအောက်ကိုကျွတ်ကျသွားပြီးပတ်ဝန်းကျင်ကလူတိုင်းရဲ့အာယုံဆိုင်မှုကိုခံလိုက်ရလို့ပါပဲအီအောင်ဟာအလွန်ရှက်သွားပြီးထွက်သွားခြင်းစိတ်ပေါက်သွားပေမဲ့ချီဟိုကသူ့ရဲ့အမူအရာပြက်ပြက်နဲ့မျက်တောင်ခတ်ပြတဲ့အမူအရာလေးနဲ့သူမကိုတားဆီးလိုက်ပါတယ်စမ်းကြဲတာကအဲ့ဒီအမူအရာလေးကအလုတ်ဖြစ်သွားပြီးသူတို့ပြန်လဲတင်းမြတ်သွားကြပါတယ်ချင်းတွေ့ပြီးပြန်လာတဲ့အခါချီဟိုဟာစီယိုကိုရုတ်တရက်ပေါ်လာပြီးသူ့ကိုစစ်မေးတာကြောင့်လမ်းဖြတ်သွားပါတယ်ချီဟိုရဲ့ပြက်ကလေးကိုကြည့်အောင်နဲ့တင်စီယိုဟာသူ့ညီကောင်မလေးတယောက်နဲ့တွဲနေပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်နောက်တစ်နေ့မှာချီဟိုမသိအောင်စီယိုကိုဟာအီအောင်ကိုတွားရောက်ရင်ဆိုင်ပါတော့တယ်သူကချီဟိုဟာအသက်30နှစ်အရွယ်မှာမတော်တဆမှုတစ်ခုကြုံခဲ့ရပြီးဖွံ့ဖြိုးမှုနှေးကွေးသွားခဲ့တာကြောင့်အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ပြစ်မှတ်ဖြစ်ခဲ့ရကြောင်းရှင်းပြပါတယ်စီယိုကိုကအီအောင်ဟာချီဟိုကိုအသုံးချဖို့အကူရည်မိခင်ဘဝမှာရှင်းတန်ဖို့သူ့ရဲ့ပတ်စံတွေကိုလိုချင်လို့သာချင်းကပ်နေတာလို့ယုံကြည်နေပါတယ်အဲ့ဒီညမှာအီအောင်ဟာအကြီးကျယ်စိတ်နှောက်ယှက်ဖြစ်ရပြီးချီဟိုနဲ့အလန်းဝေးအောင်စတင်နေထိုင်ပါတော့တယ်။သူမဟာသူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေကိုတော့မဖြေကြတော့ပါဘူး။သူမရဲ့စိတ်ခံစားချက်ပြက်ပြားနေတာကိုမြင်တဲ့အခါသူမရဲ့အထက်လူကြီးကအခွင့်ကောင်းယူပြီးချင်းကပ်ကအရက်တူတူတောက်ဖို့ဖိတ်ခေါ်ပါတယ်
အစာပိုင်းမှာအီယောင်ဟာသူ့ရဲ့ရွေချက်ကိုသဘောမပေါက်ပေမဲ့သူကစီးကြော်လာတဲ့အခါမှာတော့သူမဟာကိုကာကွယ်တဲ့အနေနဲ့သူ့ကိုအထိနာအောင်ထိုးကျိတ်ပြီးထွက်လာခဲ့ပါတယ်။အီယောင်ရဲ့ရုတ်တရက်အိတ်ဆက်သွားမှုကြောင့်စိတ်ပြတ်အားငယ်ပြီးဇဝေဇဝါဖြစ်နေတဲ့ချီဟိုဟာသူမရဲ့အိမ်ပြင်ဘက်မှာစောင့်ဆိုင်နေပါတယ်။နောက်ဆုံးတော့သူတို့စကားပြောဖြစ်ကြပါတယ်။အီယောင်ကသူမကိုသူမအောက်ကျနောက်ကျဖြစ်တယ်လို့ခံစားရပြီးတကူရီမိခင်တယောက်ဖြစ်နေုံနဲ့တင်အလွယ်တကူချင်းကပ်လို့ရတဲ့သူလို့အထင်ခံရတယ်လို့ယူဆကြောင်းဝန်ခံပါတယ်။ဒါပေမဲ့ချီဟိုအတွက်တော့သူမကိုဘယ်တော့မှအဲ့ဒီလိုမမြင်ခဲ့ပါဘူး။သူမရဲ့အတိတ်ကဘလို့ပဲဖြစ်ပါစေသူမဟာသူ့အတွက်အဖိုးတန်တဲ့အမျိုးသမီးတယောက်ဖြစ်နေတော့မှာပဲသူ့ရဲ့စိတ်ရင်းမှန်ကိုတီးလိုက်ရတာကြောင့်သူတို့တစ်ခါပြန်လဲအဆင်ပြေသွားကြပါတယ်။ရုတ်တရက်ချီဟိုဟာဘိုင်းအောင်နေလို့ညှိတွားလာပါတယ်။သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်တာကြောင့်အီယောင်ကသူ့ကိုအလုပ်ကနေထွက်ဖို့စဉ်းစားတင်တယ်လို့အကြံပြုပါတယ်။လစာကမြင်မနိုင်ပေမဲ့အချုံမှုန့်နဲ့အမြောက်များကိုအမြဲတမ်းစားသုံးနေရတာကသူ့ရဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းဖျက်ဆီးနေလို့ပါ။ဒီစိတ်ပိုင်းဆိုင်ရာပရိပခကချီဟိုကိုအကြီးအကျယ်စိတ်ထွေးဟာဖြစ်စေပါတယ်။တစ်ဖက်မှာလည်းကုမ္ပဏီဟာသူ့ရဲ့ကျန်းမာရေးအပေါ်စိတ်ဝင်စားမှုမရှိပါဘူး။သူနေမကောင်းဖြစ်တဲ့အခါဆရာဝန်ပြဖို့ပဲပြောပြီးသူနေကောင်းလာတာနဲ့ကုမ္ပဏီကိုချက်ချင်းပြန်လာဖို့ပဲမျှော်လင့်နေတာပါ။အီယောင်ကတော့သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးသူ့အပေါ်အလေးနဲ့ဂရုစိုက်တာကြောင့်ဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ချီဟိုရဲ့လုပ်ပေါ်ကိုင်ဘက်တွေကအရင်ကရိုးပြီးအပြောအဆိုနှူနေတဲ့အမျိုးသားဟာရုတ်တရက်ပြတ်သားတဲ့အမြင်တွေရှိလာပြီးအလုပ်ထွက်ဖို့စွတောင်းဆိုလာတာကိုသတိပြုမိတဲ့အခါနောက်ွယ်ကတွေးထိုးပေးသူရှိနေပြီလို့တန်တရားဝင်လာကြပါတယ်သူတို့ရဲ့စူးစမ်းလိုစိတ်ကမကြခင်မှာပဲအီယောင်စီကိုရောက်ရှိသွားပါတယ်ချီဟိုလိုပါရမီရှင်တယောက်ကိုအဆုံးရှုံးမခံနိုင်တဲ့ကုမ္ပဏီညွှန်ကြားရေးမှူးကတော့သူတို့ရဲ့ဆက်ဆံရေးကိုဖျက်ဆီးပြရမယ်ဆိုရင်တော့ဝင်ရောက်ဆွတ်ဖက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြဿနာတွေကဒီတင်မရက်တန့်ပါဘူး။အီယောင်ရဲ့ရေးစားဟောင်းကကလေးတွေကိုလာကြည့်ချင်ုံတက်ပါဆိုပြီးသူမစီရုတ်တရက်ဖုန်းပြန်ဆက်လာပါတယ်။တစ်ချိန်တည်းမှာပဲစီယိုကိုကလည်းချီဟိုဟာလောင်းကစားဖို့အတွက်သူ့လာစာရဲ့ထက်ဝက်ကိုမပေးတော့တာကြောင့်ပိုပြီးဒေါသထွက်လာပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့စီယိုကိုကသူ့ရဲ့ရေးစားကိုချီဟိုကိုမြှုပ်ဆွဲပြီးဝေးရာကိုဆွဲခေါ်သွားဖို့ညွှန်ကြားလိုက်ပါတယ်။ရလတ်အနေနဲ့သူတို့စားတောက်ဆိုင်ကိုသွားတဲ့လမ်းမှာချီဟိုရဲ့ကားဟာတန်တရားဖြစ်ပွဲရင်သုံးစီးရဲ့နောက်ယောင်ခံလိုက်ခြင်းခံရပါတယ်ရုတ်တရက်သူတို့နောက်ကိုလိုက်နေတဲ့အီယောင်ရဲ့ရေးစားဟောင်းဟာမတော်တဆမှုဖြစ်ပြီးရက်တန့်သွားခဲ့ရပါတယ်မကြခင်မှာပဲကုမ္ပဏီညွှန်ကြားရေးမှူးကမထင်မှတ်ပဲရောက်ရှိလာပြီးသူတို့နဲ့အတူနေ့လည်စာစားပါတယ်သူကအီယောင်ကိုစတင်ပါရောပါရီလုပ်တဲ့အခါသူမဟာထူးဆန်းပေမဲ့ထိရောက်တဲ့နီလန်တစ်ခုနဲ့တုတ်ပြန်လိုက်ပါတယ်အဲ့ဒါကတော့လေးလဲချင်းအောင်ဆောင်ပြီးသူ့ရဲ့စိတ်ကူးတွေကိုရိုက်ချိုးပစ်လိုက်တာပါပဲအချိန်ထဲမှာပဲအပြင်ကနေစောင့်ကြည့်နေတဲ့စီယိုကိုရဲ့ရေးစားကိုအီယောင်ကလှမ်းနှုတ်ဆက်ပါတယ်သူတို့ဟာအရင်ကအတူတူအလုပ်လုပ်ခဲ့ဘူးသူတွေဖြစ်နေတာပါအရှုပ်တော်ပုံဖြစ်အောင်ကြံစီဖို့လာခဲ့တဲ့ကိစ္စဟာစပွဲတစ်ခုထဲမှာအာနာစရာကောင်းတဲ့ပြန်လည်စုံစည်းမှုဖြစ်သွားပါတော့တယ်ပိုပြီးအံ့ဩစရာကောင်းတာကညွှန်ကြားရေးမှူးဟာအဲ့ဒီအေးအေးဆေးဆေးနဲ့တည်ငြိမ်တဲ့အမျိုးသမီးအပေါ်စိတ်ဝင်စားသွားခဲ့တာပါပဲညအချိန်ဟာဘာမှအရက်တောက်တာကနေကာရာအိုကေဆိုတဲ့အထိညနေတဲ့အထိဆက်သွားပါတယ်အိမ်ပြန်ရမယ့်အချိန်ရောက်တော့အီယောင်ကသူမရဲ့အိမ်မှာဘယ်သူမှမရှိပဲသူမတယောက်တည်းဖြစ်နေမယ်ဆိုတဲ့အကြောင်းထပ်ပြီးအရေးမြစ်ပြောပါတယ်ရိုးတဲ့ချီဟိုကတော့ခဏလောက်ဝင်လေခြင်းတယ်လို့ပြောပါတယ်အီယောင်ကညအိတ်သွားပါလားဆိုပြီးသူ့ကိုစနောက်ပါတယ်ဒါကိုကြားတော့ချီဟိုဟာပြတလဲဖြစ်သွားပြီးသူ့ကိုယ်သူစိတ်တည်ငြိမ်အောင်မုံသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ကုံစုံဆိုင်ကိုသွားမဲ့အစားသူဟာဆေးဆိုင်ကိုရောက်သွားပြီးသူ့ရဲ့ရင်ခုန်တန်တွေအယမ်းမြန်နေတာကြောင့်ဆေးတောင်းပါတော့တယ်စေဝါကျွမ်းကျင်သူကအစာပိုင်းမှာဇဝေဇဝါဖြစ်သွားပေမဲ့မကြခင်မှာပဲအကြောင်းရင်းကဖျားနာတာကြောင့်မဟုတ်ပဲအချစ်ကြောင့်ဖြစ်နေတာကိုရိပ်မိသွားပြီးဆေးပေးဖို့မလိုကြောင်းပြောပါတယ်အီယောင်ရဲ့အိမ်ပြန်လန်းမှာစက်သားရောင်းသူတဦးကရုတ်တရက်ပေါ်လာပြီးလမ်းကြုံလိုက်ပါရစေလို့တောင်းဆိုပါတယ်ကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီရောင်းသူကချီဟိုကိုဘီယာတပလင်းပေးပါတယ်ချီဟိုကပတ်စံပေးဖို့သူ့ရဲ့ပတ်စံအိတ်ကိုနှိုက်လိုက်တဲ့အခါအထဲမှာငွေသားတွေမဟုတ်ပဲသူ့အချိန်ကြာကြီးစုဆောင်းထားခဲ့တဲ့ကူပွန်လက်မှတ်အထက်လိုက်ကြီးဖြစ်နေတာကိုရှာတွေ့သွားပါတယ်နောက်ဆုံးတော့ချီဟိုဟာဘီယာပလင်းကိုကင်ပြီးအီယောင်ရဲ့အိမ်ကိုပြန်ရောက်လာပါတယ်။ကံကောင်းထောက်မှစွာပဲသူမဟာအကြာကြီးစောင့်ခဲ့ရပေမဲ့စိတ်မဆိုးပါဘူး။သူတို့ရဲ့ချင်းတွင်းမှုဆက်လက်ရှိနေစဉ်မှာပဲအီယောင်ဟာစိတ်မကောင်းစရာသတင်းတစ်ခုကိုရရှိပါတယ်။ဂျင်ကူရဲ့ဖခင်သူမရဲ့အရင်လက်တွဲပေါ်ကွယ်လွန်သွားတာဖြစ်ပါတယ်။သူတို့တူတူနာရေးအိမ်စီဦးတည်သွားကြပါတယ်။ဒီအချိန်မှာပဲဂျင်ကူဟာချီဟိုနဲ့ပထမဆုံးအကြိမ်တွေ့ဆုံရတာဖြစ်ပါတယ်။မိခင်ရဲ့ဘဝထဲကိုဝင်လာပြီးပြန်ထွက်သွားကြတဲ့အမျိုးသားတွေကြောင့်စိတ်တန်ရာရနေတဲ့သမီးဖြစ်သူကသူ့ကိုမယုံကြည်ပါဘူး။သူမကသူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်သမျှအရာအလုံးကိုအသေးစိတ်တစ်ခုချင်းစီပြင်းပြင်းထန်ထန်စစ်မေးပါတော့တယ်။မကြခင်မှာပဲစီယိုကိုဟာဒေါသတကြီးရောက်လာပြီးချီဟိုကိုချက်ချင်းထိုးနှက်ပါတော့တယ်။သူကချီဟိုနဲ့အီယောင်တို့ဒီလောက်အထိနီးစပ်သွားတာကိုမခံစားနိုင်လို့ပါ။သူ့ကိုကာကွယ်ပေးဖို့အတွက်အီယောင်ကပြန်လည်တိုက်ခိုက်ပါတယ်ဒီဖြစ်ရပြီးနောက်မှာတော့ရန်လျပင်ပန်းမှုတွေကလွှမ်းမိုးသွားပါတော့တယ်အီယောင်ကလက်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီးချီဟိုကိုသူမစီနောက်ထပ်လာမတွေ့ဖို့တောင်းဆိုလိုက်ပါတယ်ချီဟိုဟာအလုံးမှာစိတ်ပါဝင်စားမှုအားလုံးဆုံးရှုံးသွားပြီးဝမ်းနည်းပူဆွေးမှုလည်းနှိမ့်မြုပ်သွားပါတယ်အီယောင်လည်းမထူးပါဘူးညဘက်တွေမှာအရက်တောက်ရင်အထီးကျန်မှုတွေကိုဖျက်ဆီးနေရပါတယ်တနေ့ညနေအလုပ်ဆင်းချိန်မှာချီဟိုဟာဆေးဆိုင်ကိုနောက်တစ်ကြိမ်ရောက်သွားပြီးသူ့ရဲ့ရင်ဘတ်တွေအောင့်နေပြီးလဲကြတော့မလို့ဖြစ်နေတယ်လို့ညှိတွားပါတယ်ဒီတစ်ကြိမ်မှာတော့ဆေးဝါးကျွမ်းကျင်သူကချီဟိုဘာလုပ်ရမလဲဆိုတာသူကိုယ်တိုင်သိပြီးသားဖြစ်ကြောင်းအရေးအမြတ်ပြောလိုက်ပါတယ်အဲ့ဒီအသိစိတ်ကတွန်းအားပေးတာကြောင့်ချီဟိုဟာအီယောင်ရဲ့အိမ်စီသွားပါတော့တယ်အနီးနားမှာတော့အိမ်နီးနားချင်းတယောက်ကတေတက်လာပစွာဝစ်ဆင်ပြီးသူရေးစားကိုတချင်းဆိုရင်လက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေတာကိုမြင်ရပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲအီယောင်ရောက်လာပြီးချီဟိုကစိတ်ပြက်လက်ပြက်ထိုင်နေတာကိုရှာတွေ့သွားပါတယ်။နောင်တတွေလွှမ်းမိုးနေတဲ့ချီဟိုဟာသူဘလောက်တောင်သတိမဲ့ခဲ့လဲဆိုတာပြန်လည်သုံးသပ်မိပါတယ်။နောက်ဆုံးမှာတော့သူဟာသူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟိုးနဲ့သူ့ရဲ့အချစ်အတွက်တာဝန်ယူဖို့တတိတွေကိုစူးစီးလိုက်ပါတော့တယ်။သူတို့ရဲ့နီးစပ်မှုဟာဘေးနားကလူငယ်စုံတွေကိုတောင်လွှမ်းမိုးသွားပြီးသူတို့ကြားကနှွေးထွေးမှုကိုအနီးနားကလူတိုင်းခံစားလိုက်ရပါတယ်။
နောက်တစ်နေ့မနက်မှာချီဟိုအိမ်ပြန်ရောက်တဲ့အခါစီယိုကိုကဒေါသတကြီးစောင့်နေတာကိုတွေ့ရလို့ထိတ်လန့်သွားပါတယ်ဒီတစ်ချိန်မှာတော့ချီဟိုနောက်မဆုတ်တော့ပါဘူးအီအောင်ဟာပတ်စံအတွက်ပဲသူ့စီချင်းကပ်တာဆိုတဲ့ဆွဆွဲချက်ကိုသူငင်းပယ်လိုက်ပါတယ်စိတ်လှုပ်ရှားမှုတွေလွှမ်းမိုးနေတဲ့ချီဟိုကသူ့ရဲ့ဗန္နာရေးကိုအမြဲတမ်းဖြုံးတီးနေခဲ့တဲ့သူဟာစီယိုကိုကိုယ်တိုင်ပဲဖြစ်ကြောင်းဖွင့်လိုက်ပါတော့တယ်ဇလန်းကအတိတ်စီပြန်လှည့်သွားပါတယ်ညီကိုနှစ်ယောက်ဟာအမိကွဲတွေဖြစ်ကြပါတယ်ဒါပေမဲ့ချီကိုရဲ့မိခင်ဟာသူမရဲ့မေတ္တာတရားမှာခွဲခြားမှုလုံးဝမရှိခဲ့ပါဘူး။သူမကစီယိုကိုမိမိသားရင်းလိုပဲချစ်ခင်လက်ခံခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာစီယိုကိုရဲ့အရင်းမိခင်ဖြစ်သူပြန်လည်ပေါ်လာပြီးပတ်စံပဲတောင်းခံခဲ့ပါတယ်။စီယိုကိုဟာစိတ်တန်ရာရသွားပြီးနောက်ဆုံးမှာလမ်းပေါ်ထွက်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။စီယိုကိုပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့အတွက်ချီကိုနဲ့သူ့မိခင်တို့ဟာလိုက်လံရှာဖွေခဲ့ကြပါတယ်။စိတ်မကောင်းစရာကတော့ရှာဖွေနေတော့မှသူ့မိခင်ဟာကားတိုက်ခံရပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။ချီဟိုလည်းဦးကောင်းမှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုနှေးကွေးသွားစေခဲ့တာပါဒါပေမဲ့လည်းသူဟာထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ကြီးပြင်းလာခဲ့ပါတယ်ချီဟိုအခြားကလေးတွေရဲ့အနိုင်ကျင့်ခြင်းခံရတိုင်းစီယိုကိုကအမြဲတမ်းကာကွယ်ပေးခဲ့တာပါစိတ်မကောင်းစရာကတော့လူကြီးဖြစ်လာတဲ့အခါစီယိုကိုဟာလမ်းမကိုရွေးချယ်ခဲ့ပြီးဒုက္ခပေးသူတစ်ယောက်ဖြစ်လာခဲ့တာပါသူ့ရဲ့စိတ်ရှုပ်ထွေးမှုတွေကြားထဲမှာဂျင်ကူဖြစ်သွားတာကိုမြင်တဲ့အခါမကောင်းတဲ့စိတ်ကူးကြံစည်မှုတွေတောင်ရှိခဲ့ပူပါတယ်ဇလန်းကချီဟိုနဲ့အီအောင်တို့အလေးနဲ့စကားပြောနေတဲ့လက်ရှိအချိန်စီပြန်ရောက်လာပါတယ်။သူတို့ရဲ့ရှုပ်ထွေးလာတဲ့မိသားစုနောက်ခံတွေကိုသိရှိထားတာကြောင့်သူတို့ရဲ့ဆက်ဆံရေးကိုအိမ်တော်ရေးစီအလင်းစလိုမသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မထင်မှတ်ပဲသူတို့အိမ်ရှိကိုရောက်တဲ့အခါစီယိုကိုကအိမ်ထဲကိုခိုးဝင်ပြီးဂျင်ကူကိုရန်မှုဖို့စ조사ပါတယ်။ကံကောင်းထောက်မစွာပဲဂျင်ကူဟာကိုဘလို့ကာကွယ်ရမလဲဆိုတာသိတာကြောင့်ဒဏ်ရာအနာတရားမရှိပဲလွတ်မြောက်သွားပါတယ်။ဒါပေမဲ့လည်းမိမိကလေးအနေနဲ့ပြုခံရလူနီးပါးဖြစ်ခဲ့တာကိုမြင်တွေ့လိုက်ရတာကအီအောင်ရဲ့နှလုံးသားကိုကြေကွဲစေခဲ့ပါတယ်။ချီဟိုလည်းသူ့ဘဝကိုအမြဲတမ်းဝင်ထုတ်ဝင်ဖို့ဖြစ်စေတဲ့စီယိုကိုအပေါ်အကြီးအကျယ်ဒေါသထွက်သွားပါတယ်။နောက်တစ်နေ့မှာချီဟိုဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးအလုပ်ကနေတရားဝင်နှုတ်ထွက်လိုက်ပါတယ်။သူ့ရဲ့နေ့ရက်တွေဟာကျန်းမာရေးနဲ့မညီညွတ်တဲ့အလေးထားတွေနဲ့ပြန်လည်ကျဆင်းသွားပါတယ်။အစားအသောက်တွေတေချာမစားဘူး။ညစ်တဲ့အထိနေပြီးတော့အရက်တောက်ပါတယ်။ခရော့ခရဲဖြစ်နေတဲ့စိတ်တွေကိုဖယ်ထုတ်ပစ်ဖို့သူဟာမိုးလင်းခါစားအချိန်တွေမှာအပြင်ထွက်ပြေးတတ်ပြီးတခါတလေညမိုးချုပ်တဲ့အထိဆက်ပြေးနေတတ်ပါတယ်။ဒီနေ့မှာစိတ်ကူးရင်ငင်းမောနေတော့အီအောင်ကသူ့ကိုမထင်မှတ်ပဲမြင်တွေ့သွားပါတယ်။သူတို့အချင်းချုပ်အခြေအနေတွေကိုအပြန်အလှန်မေးမြန်းကြပြီးသူတို့ရဲ့မျက်ဝန်းတွေထဲကတယောက်ကိုတယောက်ချစ်နေကြတော့ဆိုတာထင်ရှားနေပါတယ်။ဒါပေမဲ့သူတို့ဆုံးလို့မရတဲ့မိသားစုတန်ရောစင်တွေကသူတို့ကြားမှာခြားနားနေတာကြောင့်အရာအလုံးဟာနာကျင်စရာကောင်းလောက်အောင်ခက်ခဲနေပါတယ်။တညမှာချီဟိုဟာမုံဘဲတရေစာတွေနဲ့ကျမ်းမာရေးအပေါ်တက်ရောက်မှုအကြောင်းဆွေးနွေးမဲ့ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာပါဝင်ဖို့ကမ်းလှမ်းလာတဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်နဲ့မထင်မှတ်ပဲစုံတွေ့ပါတယ်။အစီအစဉ်ကိုဓာတ်ရိုက်ထုတ်လွှင့်မှာဖြစ်ပေမဲ့ချီဟိုကတော့ဒရိုက်တာပြင်ဆင်ထားတဲ့ဇညွန်တိုင်းပဲပြောရမှာဖြစ်ပါတယ်။ထုတ်လွှင့်ခါနီ10မိနစ်အလိုမှာပဲဒရိုက်တာကချီဟိုစီရုပ်တရက်ဖုန်းဆက်ပြီးရိုးသားသားနဲ့ကိုတိုင်းပဲပြောဖို့ပြောလိုက်ပါတယ်။သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကိုပိုပြီးဆော့ပေးလိုက်တာကတော့အီအောင်ဟာနိုင်ငံခြားကိုထွက်ခွာသွားတော့မယ်ဆိုတဲ့အကြောင်းဒရိုက်တာကပေါ့ပပထည့်ပြောလိုက်တာပါပဲဖုန်းချပြီးနောက်ချီဟိုဟာလုံးဝစိတ်မတည်မငြိမ်ဖြစ်သွားပါတယ်။သူ့ရဲ့အတွေးတွေလွင့်ပြန်နေပြီးဆွေးနွေးမှုအပေါ်အာရုံစိုက်ဖို့ရုန်းကန်နေရပါတယ်။မုံတွေကိုကျမ်းမာရေးနဲ့ညီညွတ်တယ်လို့စီစဉ်ထားတဲ့အတိုင်းကြော်ညာမဲ့အစားသူရိုးသားသားပဲပြောချင်ရာကိုပြောချင်အောင်ဆောင်လိုက်ပါတယ်။မုံဘဲတရီစာတွေကိုစားသုံးတဲ့အခါအမြဲတမ်းကန့်သက်ချက်ရှိတင်ကြောင်းသူရှင်းပြပါတယ်။တစ်ခါတရံစားတာကအဆင်ပြေပေမဲ့အလွန်ကြုံစားသုံးတာကပြင်းထန်တဲ့အာဟာရချို့တဲ့မှုတွေကိုဖြစ်စေနိုင်ပါတယ်။ဓာတ်ရိုက်ထုတ်လွှင့်မှုအတွင်းမှာပဲချီဟိုဟာအီအောင်ပေါ်ထားရှိတဲ့သူ့ရဲ့စိတ်ရင်းမှန်ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဖွင့်ဟောင်းဝင်ခံလိုက်ပါတော့တယ်။အိမ်ကနေကြည့်နေတဲ့စီယိုကိုဟာသူ့ညီရဲ့ဘဝမှာအသားစီးတစ်ခုဖြစ်ခဲ့မိတဲ့အတွက်နောင်တတွေအကြီးကျယ်ရသွားပါတယ်။သူဟာဂျင်ကူစီတိတ်တဆိတ်သွားရောက်ပြီးသူလုပ်ခဲ့သမျှအရာအလုံးအတွက်တောင်းပန်ပါတယ်။ဒီတစ်ချိန်မှာတော့သူကမိခင်ဖြစ်သူနဲ့ချီဟိုတို့ရဲ့ဆက်ဆံရေးအတွက်သမီးဖြစ်သူရဲ့ခွင့်ပြုချက်ကောင်းကြီးကိုစိတ်ရင်းမှန်နဲ့တောင်းခံခဲ့ပါတယ်။အဲဒီညနေအိမ်ပြန်ရောက်ပြီးနောက်ဂျင်ကူကတတိယချို့လီးပေးဖို့တောင်းဆိုပါတယ်။အီအောင်အခန်းထဲဝင်လာတဲ့အခါချီဟိုရဲ့နှလုံးသားထဲကဝန်ခံချက်ကိုထက်ခါတလဲလဲပြသနေတဲ့လက်တော့တစ်လုံးကိုသတိပြုမိသွားပါတယ်။အလွန်အမင်းစိတ်လှုပ်ရှားသွားတာကြောင့်သူမဟာအပြင်ကိုအပြေးအလွှားထွက်လာခဲ့ပါတယ်။လမ်းပေါ်မှာမထင်မှတ်ထားတဲ့အခိုက်အတန့်တစ်ခုမှာအီအောင်ဟာကားတစ်စီးနဲ့မတော်တဆတိုက်မိလူနီးပါဖြစ်သွားပြီးမှအထဲမှာချီဟိုရှိနေတာကိုရိပ်မိသွားပါတယ်။စိတ်လှုပ်ရှားမှုတွေပြင်းနေနေတဲ့အခိုက်အတန့်မှာပဲသူမဟာသူ့စီအပြေးလွှားသွားရောက်ပြီးဖက်လဲတကင်ပွေးဖက်လိုက်ပါတော့တယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်လည်ဆုံစည်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မျိုးသားတစ်ယောက်ရဲ့အချစ်ဟာမျိုးသမီးတစ်ယောက်တည်းပေါ်မှာပဲလုံးဝပုံအပ်ထားနိုင်တယ်ဆိုတာတကယ်ပဲဖြစ်နိုင်ပါတယ်။အဲ့ဒါကတော့ချီဟိုကအီအောင်ပေါ်ခံစားရတဲ့အစစ်အမှန်ခံစားချက်ပါပဲသူတို့ဟာလူငယ်တွေမဟုတ်ကြတော့ပေမဲ့သူတို့ရဲ့အချစ်ဇလန်းကအချစ်ဆိုတာလူငယ်တွေအတွက်ပဲသက်ဆိုင်တာမဟုတ်ကြောင်းသက်သေပြခဲ့ပါတယ်။ဇလန်းဟာချီဟိုနဲ့အီအောင်တို့အတူတူထူးခြားတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ကင်ဘတ်ကားမောင်းဝင်ဝယ်ယူနိုင်တဲ့ဆိုင် Kimba Drive Thru လေးကိုဖွင့်လှစ်ရင်းနှွေးထွေးတဲ့အဆုံးသတ်နဲ့ပြီးဆုံးသွားပါတော့တယ်။ပုံပြင်ရဲ့သင်ခန်းစာကတော့အကယ်၍သင်ဟာအချို့မှုတွေအများကြီးစားမယ်ကျန်းမာရေးကိုလစ်လျူရှုမယ်ပြီးတော့အချစ်ရေးနဲ့ပတ်သက်ရင်ပြပြတလဲဖြစ်နေမယ်ဆိုရင်အချစ်ကတော့ရောက်လာနိုင်ပါသေးတယ်။ဒါပေမဲ့အဆိုးဆုံးအဆက်ကွဲမှုတွေကြုံပြီးမှသာရောက်လာမှာဖြစ်ပါတယ်။